ကျွန်တော်ထင်တာတော့ဘက်ကလွယ်လွယ်နဲ့ပြန်မဖွင့်လောက်လို့ထင်တာပဲဟုတ်သူတို့ကအခုမြန်မာမှတ်ပုံတင်တဲ့အိမ်အောင်စုနဲ့ပဲဒီပွဲစားကိုပေးရသေးတယ်ပေါ့အဲ့ဒီအဆင့်မရှိသေးတယ်ဘာမှမရှိရဲ့အခြေအနေအခုကတော့ဒီတိုင်းပဲပေါ့အခြေအနေကြည့်ပြီးတော့ပဲအလုပ်ပြန်တကယ်တော့ဒီဘန်းရောက်ကရှောက်တဲ့လူတွေကဒီအချိန်မှာဒီအချိန်ရမှရှေ့ဆက်အလုပ်လုပ်ဖို့အဆင်ပြေအောင်ဒါပေမဲ့အခုကဖွင့်ပြီးတော့ဒီမျိုးဖြစ်သွားတယ်ဆိုတော့သူတို့နည်းနည်းခက်ပွဲစားတွေပြောရတော့ဒါသူတို့အမှားမဟုတ်ဘူးဒီအစိုးရရဲ့လုပ်ငန်းစဉ်ကြောင့်ဖြစ်တာပေါ့တကယ်လို့ဘက်ပြန်ဖွင့်တဲ့ရက်ပြန်ကျင်ညာမယ်ဆိုရင်တော့ပေးရတဲ့ပတ်စံတွေကမဆိုးဘူးဒါပေမဲ့ကျွန်တော်ထင်တာတော့ဘက်ကလွယ်လွယ်နဲ့ပြန်မဖွင့်လောက်လို့ထင်တာပဲ